ဒီဟာလေးကိုခင်လေးကိုပေါင်လေးတယောက်ကမေးထားအမလက်မှာတဲ့နိုင်လေးလာတဲ့အဲ့ဒါလေးကိုတဲ့အမြဲတမ်းတွေ့တယ်တဲ့ဘာလေးလဲတစ်ခုခုအတွက်အသုံးဝင်လို့မယ်လို့တော့ထင်တယ်တဲ့အဲ့ဒါကြောင့်အမလက်မှာအမြဲတမ်းရှိနေတာဖြစ်မယ်တဲ့နိုင်မဟုတ်ပါဘူးဒါလေးကခင်လေးဂုံတော်တွေပွားတဲ့ခါကြလို့ရှိရင်ဒါလေးက1 2 3လေးရီတဲ့အကောင့်လေးလုပ်တဲ့ဟာလေးပါဒါမကွာဂုံတော်တစ်ခုပွားပြီးရင်ဒါလေးကိုတစ်ချက်နှိပ်ဆိုလို့ရှိရင်အကောင့်လေးကိုကပြီးသွားလို့တစ်ကပြန်စမယ်ဆိုဒီဘက်ကဟာလေးကိုနှိပ်လိုက်လို့ရှိရင်ဒါနံပါတ်1ကပြန်စလို့ရပြီညဘက်တွေပါဆိုလို့ရှိရင်ဒါလေးကိုနှိပ်လိုက်လို့ရှိရင်မီးမြင်ရတယ်ညဘက်တွေဆိုရင်ကိုကမမြင်ရဘူးမလားဘယ်နှခေါက်မမြင်ရတဲ့အခါကျရင်ဒါလေးနှိပ်လိုက်ရင် LED မီးလေးပါတယ်ပေါ့နော်ဒီ screen လေးမှာမီးလေးမြင်ရတယ်ပေါ့အဲ့ဒါလေးပါဂုံတော်ပွားတော့မှတ်တဲ့ဟာလေးပါတာလီလို့လည်းခေါ်တယ်ကောင်းတီဟာပေါ့နော်ဆိုတော့နိုင်လားလို့မြင်ရနိုင်မဟုတ်ပါဘူးလို့ဆိုတော့တရားလေးကခင်လေးကမရှိမဖြစ်ပါအမြဲတမ်းဂုံတော်9ပါးဆိုရင်ခင်လေးက1000ပွားတယ်ခေါက်1000ပွားတဲ့အခါကျတော့1 2 3 4 10အထိကတော့အဆင်ပြေတယ်ကွလက်ချိုးပြီးတော့အဲ့ဒီကွသက်စီလိုဘာလို့ရွတ်ရှင်နေဆိုလို့ရှိရင်အဆင်မပြေတော့ဘူးမမှတ်မိတာလည်းရှိတယ်ဆိုတော့ဒါလေးကရှိမှဖြစ်ပါစိုက်မှာဆိုရင်အိတ်ကက်ထဲမှာရှိတယ်ကြောပေါ်ကြီးထဲမှာရှိတယ်အပြင်ထွက်ရင်အပြင်ထွက်တဲ့အိတ်ထဲမှာရှိတယ်အိမ်မှာဆိုရင်အဟောင်းနေပေါ့နော်ကော်လိုနီယာတိုင်းမှာရှိတယ်မှန်တင်ကုန်မှာရှိတယ်မိတ်ကပ်တွေပါလိမ့်နေပြီဆိုလို့ရှိရင်လည်းခင်ဗျာမိတ်ကပ်လိမ့်တာဒီလက်2ချောင်းနဲ့ပဲလိမ့်တာလေဒီလက်မှာအများနဲ့စွတ်ထားတယ်လက်မှာဂုတ်တရဏဂုံ30ကိုတနခါလေးမိတ်ကပ်အလှပြပြီးဆိုရင်တနဂုံ30ကိုရအောင်ရွတ်တယ်6ခေါက်အဲ့လိုမျိုးတွေဆိုအကျင့်ပါနေခင်ဗျာဘလောက်ထိဒါကြီးကအကျင့်ပါနေလဲဆိုတော့ဒီဟာကိုလေမသုံးနဲ့ဟိုမှာဒီဟာကိုချွတ်ထားမိတဲ့အချိန်ပြန်ပြီးတော့ဒါလေးဝတ်မထားမိဘူးဆိုလို့ရှိရင်ဆိုတော့ဂုံတော်တွေပွားပြီးလို့ရှိရင်ဒီလိုမျိုးဘာမှမရှိဘဲနဲ့ဒီလိုမျိုးကြီးသွားပြီးတော့နှိပ်မိတဲ့အဆင့်ထိတောင်ဖြစ်တယ်ပေါ့နော်အကျင့်ပါနေရအဲ့လိုမျိုးကြီးသွားပြီးတော့နှိပ်တယ်ပေါ့ဆိုတော့ဒါလေးကမရှိမဖြစ်အဲ့ဒါပါအဲ့တော့ဘယ်လိုပြောရမလဲဆိုတော့ဂုံတော်ပွားဆိုတာခင်လေးကသူများအကြောင်းလာပြောရင်လည်းမကြိုက်ဘူးနားထောင်ရတာအဆင်မပြေဘူးသူများတွေအကြောင်းတွေလာပြောလို့ရှိရင်လည်းခင်လေးကသူတို့ကကိုယ်လာပြောလို့ရှိရင်တော့အေးနင်ကလာမပြောနဲ့သူများအကြောင်းငါမကြိုက်ဘူးလို့မောင်းထွင်ရင်လည်းအဆင်မပြေဘူးလေရိုင်းနေလေနော်အဲ့တော့သူများကိုယ်လာပြောရင်နာပြုံးပြီးတော့နားထောင်ပေးနေတယ်ပေါ့နော်ဒါပေမဲ့စိတ်ထဲကသူတို့ပြောတာကလည်းမရောက်ဘူးနားတယ်ကိုယ့်ဘာကိုအဲ့လိုသူများတွေကလာပြောဆိုဘုရားသခင်ကိစ္စမိဓမ္မသခင်ဆိုင်ပန်ကသခင်ကိစ္စမိဆိုကိုယ့်ကိုရွတ်နေပေးလိုက်တယ်ဒီဟာလေးရှိနေတော့လေအဲ့လိုမျိုးလေးပေါ့ဆိုတော့အဲ့ဒါရတကယ်ကို used to ဖြစ်နေပြီကိုယ့်အတွက်ကလေအတောင်တာလေးကအများနဲ့ရှိနေတာပါလို့နိုင်မဟုတ်ဘူးအဲ့တော့ပြောလိမ့်မယ်နေကုန်းတော်1000နေပွားတယ်အပိုတွေတအားလုတ်တယ်ကုန်းတော်1000ပွားတယ်ဆိုတာနေအမြဲတမ်းတော့ဒီအာယုံတွေရောက်လာလို့မေးလိမ့်မယ်မှန်ပါတယ်100% ကတော့အာယုံမရောက်ပါဘူးဒီကုန်းတော်ပွားတယ်ဆိုတာဒါပေမဲ့သူများအကြောင်းပြောနေမှာမဟုတ်တာတွေတွေးနေမှာမဟုတ်တာကြီးတွေလိုက်ပြီးတော့ရှောက်ပြီးတွေးနေမှာလဲစာရင်ပေါ့နော် sorry စာရင်တော့ဒီကုန်းတော်တွေပွားနေတာကအကျိုးရှိတယ်လေနော်ဆိုတော့နောက်တစ်ခုကကြတော့ကိုအာယုံမရောက်ပြီမဲ့ကိုပွားနေလိုက်တဲ့ဟာတွေကကိုယ့်ရဲ့ကိုယ်ဆောင်နဲ့ကြားတယ်ကိုဘေးပတ်ဝန်းကျင်မှာရှိတဲ့မြင်မမြင်အပ်တွေရှိမယ်အဲ့ဒါတွေကကြားပြီးသူတို့တာတို့ခေါ်လိမ့်မယ်လေဟုတ်တော့ဟုတ်ကိုဟာကိုကြားမကြားကိုယ့်ကိုအာယုံရောက်မရောက်ကိုယ့်ရဲ့ကိုယ်ဆောင်နဲ့သိရလေဆိုတော့အခါကျတော့အကြောင်းမလို့ပွားပါတယ်ဘုံတော်1000ပွားတယ်ဆိုပေမဲ့100% ကြီးတော့ဒီဟာရောအာယုံမရောက်ပေမဲ့သူများအကြောင်းကိုပြောနေတာမဟုတ်တာတွေတွေးနေတာနဲ့စာရင်တော့ကုံတော်ပွားနေတာကအကျိုးရှိမယ်လို့ထင်တယ်လေနော်အားကြောင့်ဘုံလို့ပွားပါတယ်အဲ့လိုမျိုးပဲနေပြပါတယ်ဒီဥစ္စာကအများရန်မရှိမဖြစ်ပါနေရာတိုင်းမှာရှိပါတယ်ခင်းလေးမှာဆို9ခု6ခုလောက်ရှိရဲ့ကြောပေါ်ကြီးထဲမှာရှိတယ်အင်ကြီးအိတ်ကက်တွေထဲမှာရှိတဲ့ဆိုင်ကုန်လိုင်းအများနဲ့အပေါ်ထဝေးတဲ့အင်ကြီးလေးတွေထဲမှာရှိတဲ့အိတ်ကက်ထဲမှာအဲ့တော့အဲ့ဒါကြောင့်မလို့ဒါလေးကအများနဲ့ကိုယ်နဲ့မကွာရှိနေတာပါနိုင်မဟုတ်ပါဘူးမေးထားလို့ပါပြည့်ပြည့်ပေးလိုက်ပါပြီအဲ့ဒါပါပဲရှင်